Okay ဒီနေ့တော့ကျွန်တော်တို့ version 1မှာထည့်သွင်းထားတဲ့ဒီလောက်ဆောင်မှုတချို့တွေတရားကျွန်တော်တို့ဒီကာပူနဲ့ strumming pattern လောက်ကတော့လက်ခတ်ကိုကျွန်တော်တို့နည်းနည်းကြည့်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီသချင်းရဲ့မျက်နှာပြင်ကိုတွားလိုက်မယ် Okay ဒီမှာဆိုရင်ကျွန်တော်တို့ setting ဆိုရလေးရှိတယ်။ရောင်းနေလိုက်ရင်ကျွန်တော်တို့sub menu 3ခုအနေနဲ့က code ဆိုရရှိတယ် display ရှိတယ် appearance ရှိတယ်ပေါ့နော်။ဆိုတချို့ဟာတွေကရှိပြီးသားတော့ကျွန်တော်တို့ကြော်ပြီးပြောလိုက်မယ်ပေါ့နော်။ဒီမှာထပ်ထည့်ထားတဲ့တချို့တွေပဲကျွန်တော်တို့နည်းနည်းရှိမယ် Okay ဆိုတော့ကျွန်တော်တို့ဒီပထမ menu code ရဲ့အောက်မှာရှိတဲ့ကျွန်တော်နည်းနည်းကြည့်မယ်ပေါ့နော်။ပထမဦးဆုံးကကျွန်တော်တို့ original key ဆိုရရှိတယ်။အဲ့ဒါခဏထားလိုက်မယ်။ပြီးရင်ကျွန်တော်တို့နောက်တစ်ခါကာပူဆိုရရှိမယ်ပေါ့နော်။ Okay ကျွန်တော်တို့ဒီကာပူကနေစားရအောင်ဆိုတော့ကျွန်တော်တို့အခုကျွန်တော်တို့ကြည့်ထားတဲ့ဒီတချင်းရလေးဖြူရဲ့ Missouri တချင်းပေါ့နော်။ဟောဆိုသူ့ရဲ့ key ကE flat ဖြစ်နေ E flat ဖြစ်တော့ဒီ E flat တွေက flat တို့ shift တို့ကဒီလိလာခါစားလို့ရနေနဲ့တီးရခက်ကောင်းခက်နိုင်တယ်ပေါ့နော်။ဆိုတော့ကိုက code တွေအဆုံးတီးပြီးမဲ့ဒီလက်ကွနေတဲ့ခါမှာခက်နေတဲ့သူတွေတို့ဆိုကျွန်တော်တို့ Okay ဒါပူလေကိုရဲ့ code နဲ့တီးချင်တယ်ပေါ့နော်။အဲ့လိုအရာတွေမှာဆိုကျွန်တော်ခုနကာပူလေးကသုံးဝင်တယ်ပေါ့နော်ဒီမှာဆိုကျွန်တော်တို့ Okay အဲ့ဆိုကျွန်တော်တို့ဒီE flat နဲ့မတီးချင်ဘူးကာပူပထမတစ်ချက်မှာပထမ fret မှာပေါ့နော်ပထမနေရာမှာထားလိုက်မယ်ဆိုရင်ကျွန်တော်ဘာကင်းနဲ့တီးလို့ရလဲဒီမှာဆိုကျွန်တော် plus ကိုနဲ့လိုက်တာကာပူက1ဖြစ်သွားပြီပေါ့နော်ဒီမှာ1ဖြစ်သွားပြီပြီးရင်2 key ကE flat key ကတော့ဒီမှာဒီ shelf ဒီ shelf နဲ့ E flat အတူတူပဲပေါ့နော်ဒါတော့သူ့ရဲ့ original key လို့ဖြစ်သွားမှာပေါ့သူ့ရဲ့ moving key ဒါပေမဲ့ကျွန်တော်ဒီမှာဆိုရင်ဒီဖြစ်သွားပြီဆိုတော့key ကဒီကာပူ1နဲ့ဆိုရင်ကျွန်တော်တို့ခုန original key ဖြစ်တဲ့ဒီ chef ပေါ့နော် flat နဲ့ပဲတော့ရအောင် Okay E flat မှာပဲဒါပေမဲ့ကျွန်တော်တို့ကဒီ liquid နဲ့တီးလို့ရပါပြီပေါ့နော်ကာပူတနေရာမှာထားလိုက်တာနဲ့ original key ကတော့ original key ပဲဒါပေမဲ့ကျွန်တော်တို့ကသူ့ original E flat နဲ့တီးစရာမလိုပဲနဲ့ဒီ liquid နဲ့တီးလို့ရတော့မယ်ဆိုအဲ့လိုရတယ်ပေါ့နော်ဥပမာကျွန်တော်တို့အဲ့လိုမဟုတ်ဘဲနဲ့ Okay ကျွန်တော်ကာပူနှစ်နေရာထားလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီ flat ကိုကန်ရမယ်ပေါ့နော် Okay 3နေရာထားခြင်းမယ်3နေရာထားမယ်ဆိုရင်ကျွန်တော်တို့C code ကန်ပြီးမှကျွန်တော်တို့ဒီတချင်းကို original တိုင်းဆိုလို့ရတယ်ပေါ့နော်ဆိုတော့ original တိုင်းဆိုတော့ဒီမှာသူ့ default သူ့ရဲ့ key ကခုန E flat ဒါပေမဲ့ကျွန်တော်တို့တီးနေတာတော့ C code ပေါ့နော်ကျွန်တော်တို့ C code ကိုကန်ရတယ်ကာပူ3နေရာမှာထားမယ်ဆိုရင်တော့original E flat အတားနဲ့ကျွန်တော် liquid က C အဲ့လိုဖြစ်သွားမယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီကာပူကို3ပြိုးလိုက်တာပေါ့နော်ဆိုတော့ဒါတော့ရှင်းပါတယ်ကျွန်တော်တို့ကာပူပဲနေရာထားရမလဲမသိတဲ့သူတွေအတွက်ကျွန်တော်တို့ကာပူတနေရာထားခြင်းနဲ့နေရာထားခြင်းနဲ့ဆိုပြီးရှာတဲ့ဟာပေါ့နော်အဲ့ဟာရဲ့ပြောင်းပြန်တစ်ခွက်ပါလဲဆိုတော့ဒီ players ဆိုတဲ့ဟာရှိရပေါ့နော်ဒီ players ဆိုတဲ့ဟာတော့ခုနဒီကာပူနဲ့တဘိုးတရားတူတယ်ဒါပေမဲ့သူကပြောင်းပြန် players မှာဆိုကျွန်တော်တို့ကဥပမာဒီဟာE flat ကိုကျွန်တော် Okay ကျွန်တော် D နဲ့တီးချင်တယ်ပေါ့နော် E flat ကတကယ်သူ chef နဲ့ဆိုရင်ဒီ chef ကကန်ရခဲ့တော့ကျွန်တော်ကဒီ D နဲ့ပဲတီးချင်တယ် D နဲ့တီးချင်တယ်ဆိုရင်ကျွန်တော်တို့ဘာလို့လဲလို့ရလဲဆိုတော့ဒီ players မှာဒီကာပူတွေမချိန်ထားဘူးတနေရာမှာထားမယ်တနေရာထားမယ်မဟုတ် Okay ဒါကျွန်တော်ဒီ code နဲ့တီးချင်တယ်ဆိုပြီးဒီမှာဒီ players မှာ D ကိုနှိပ်လိုက်တာနဲ့ D နဲ့တီးချင်တယ်ဆိုရင်ကာပူဘယ်နေရာမှာထားရမလဲဆိုတော့ပေါ်တယ်ပေါ့နော်ဒီမှာဆိုရင်ကာပူဒီနဲ့တီးချင်ကာပူတနေရာမှာထားရမယ် Okay ရတယ်ကျွန်တော် A နဲ့ပဲတီးချင်တယ်ဒီသူ့ရဲ့ original E flat ကို E flat တော့မဟုတ် D chef ကိုကျွန်တော် A နဲ့ပဲတီးချင်တယ်ဆိုရင် players မှာA ကိုရှာလိုက်မယ် A ကိုရှာလိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာဆိုရင်ကာပူကို6နေရာထားရမယ်ပေါ့နော် A ကိုနဲ့ကင်ချင်တယ်ဆိုရင်ဒါပေမဲ့သူ့ရဲ့ original E flat အတန်ပဲရမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် A လက်ကွက်နဲ့တီးလို့ရမယ်ဒါတော့ရှင်းပါတယ်ကျွန်တော်တို့ player ဆိုတာတော့ code ကိုတီးပြီးမှကျွန်တော်တို့ဘယ်ကာပူပဲနေရာထားရမလဲဆိုတော့ရှာတာပေါ့နော်ဒီကာပူကျတော့ကျွန်တော်တို့ကာပူဘယ်နေရာမှာထားမယ်ဆိုရင်ဘာ code နဲ့ကင်လို့ရလဲဆိုတော့ဟာသူကပြောင်းပြန်ဖြစ်နေဒါပေမဲ့ဒီနှစ်ခုကသူကအတူတူပဲပေါ့နော်အတူတူပဲကျွန်တော်တို့ဘယ်ဟာကိုအခြေခံပြီးမှရှာမလဲဆိုတဲ့ဟာပဲကွာတယ်ဥပမာကျွန်တော်တို့ဒီမှာဆိုရင်A ကိုရွေးထားတယ်ကာပူက6အဲ့တော့ကျွန်တော်တို့ plus နေလိုက်တာနဲ့7ဖြစ်တော့ရဆိုရင်လည်းကျွန်တော်တို့ဒီမှာ flat cost ပေါ့နော်ဒီနှစ်ခုကဒီတန် row နှစ်ခုဖြစ်ပြီးမဲ့သူ့ရဲ့သဘောတရားချင်းအတူတူပါပဲ
ကာပူနဲ့ရှာပြီးမှ code ကိုရှာရရှိမယ် code ကိုအခြေခံပြီးမှကာပူပဲနေရာမှာထားမယ်ဆိုရတာပေါ့နော် okay ဒါတော့ကျွန်တော်တို့ပထမလောက်ဆောင်ချက်တွေထဲကကျွန်တော်သဘောကျတဲ့ဒီကာပူရှာတဲ့လောက်ဆောင်ချက်ပေါ့နော်ပြီးနောက်တစ်ခုကျွန်တော်တို့ဒီ accidental လောက်ခေါ်တာပေါ့နော်တကယ်တော့ဒီဟာတော့ရှင်းနေပါလဲဆိုတော့ဒီ accident ကြောင့်မှကျွန်တော်အုံထုတ်ထားလိုက်မယ်ဒီမှာဆိုရင်ဒီတချင်းကကျွန်တော်တို့ရေးထားတာ E flat ပေါ့နော် E flat နဲ့လာတယ် E flat နဲ့လာတယ်ဆိုတော့ကျွန်တော် flat တွေ shape တွေပေါင်းရောရတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီမှာဆိုသူက flat ကိုတုံးထားတယ်ဒါပေမဲ့တချို့လူတွေက okay ကျွန်တော် flat ထဲကျွန်တော် shape ကိုပဲသဘောကျတယ်ပေါ့နော်အဲ့လိုပါပဲမှာဆိုရင်ကျွန်တော်တို့ဘာလုပ်လိုက်လို့ရလဲဆိုတော့ shape ပြောင်းလိုက်လို့ရတယ်အဆိုဒီမှာဒီတချင်းတစ်ခုလုံး flat နဲ့ရေးထားတဲ့ဟာလုံးသူက shape နဲ့ပြမယ်ပေါ့နော်ခုနကဆိုရင်key က E flat တိုင်းမဲ့ဒီမှာD shape အတူတူပဲပေါ့နော် D shape နဲ့E flat ကအတူတူပဲဆိုတော့ဒီဟာတော့ကိုမှပြတဲ့ဟာလေးကိုသူကရွှေ့တာပေါ့နော်ဒီ auto ကျတော့သူကရေးထားတဲ့အတိုင်းလေးကိုပဲကိုကပြတာshaft ထားရဲဆိုတော့ရေးထားသမျှကိုကျွန်တော်တို့ shaft နဲ့ပြမယ် flat ဆိုတော့ flat နဲ့ပြောင်းပေးမယ်ပေါ့နော်ဒါတော့ကိုသဘောကျတဲ့ဟာထားလိုက်လို့ရတယ်ကျွန်တော်တို့ auto အတိုင်းပဲရေးထားတဲ့အတိုင်းပဲပြမယ်ပေါ့နော်ဒီ transport တော့ကျွန်တော်ရှိပြီးသားဆိုတော့မပြောတော့ဘူး okay ဆိုတော့ဒီပေါ်ဆုံး original key ကဘာလဲဆိုတဲ့ဟာပေါ့နော် okay ဒါရတယ်ကျွန်တော်တို့နောက်တစ်ချင်းတစ်ခုကြည့်မယ်ပေါ့နော် okay ကျွန်တော်တို့ဒီချိုးပုံပြင်ဝိဆိုဝင်တဲ့ချိုးပုံပြင်ဆိုတော့ဆိုရင်သူကဒီမှာရေးထားတာ key A ပေါ့နော် key A ရေးထားတယ် okay key A ထဲမှာဒါပေမဲ့ပြဿနာဘာလဲဆိုတော့ကျွန်တော်တို့မှာတချို့ကရှိတယ်ပေါ့နော်code ရေးထားတဲ့ဟာနဲ့သူဒီ original key ကမတူဘူးပေါ့နော်ဥပမာဆိုရင်ဒီတချင်းဆိုကျွန်တော်တို့ key A နဲ့ရေးထားတယ်ဒါပေမဲ့တကယ်သူ recording မှာဆိုထားတာA sharp ပေါ့နော်သူ original key က A sharp ဆိုတော့B flat ပေါ့နော် flat နဲ့ဆိုရင် B flat နဲ့ဆိုထားတာဆိုတော့ကျွန်တော်တို့ဒီဟာကိုဒီမှာရေးထားတဲ့အတိုင်း A နဲ့ကာပူတွေချိန်မယ်ဆိုရင်ကျွန်တော်တို့က original key မရဘူးဖြစ်နေပါဘူးနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အခြေခံက key A ကိုအခြေသူကတီးပြီးမှကျွန်တော်တို့ကာပူချိန်ရမလို့ဖြစ်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ original key မရဘူးပေါ့အဲ့လိုတချင်းတွေတချို့ရှိရပေါ့နော်တော်တော်များများတော့ကျွန်တော်တို့ original key အတိုင်းထည့်ဖို့ကြိုးစားတယ်ဒါပေမဲ့တချို့ဟာတွေရမာကောင်းမာနိုင်တယ်ပေါ့နော်အဲ့လိုချိန်မှာကျွန်တော်တို့ကဒီ original key ကိုရွေးပြီးမှကာပူတွေတိုင်တယ်ပြီးမှဒီဆောက်လို့ရအောင်ဒီ original key ဆိုတဲ့ထည့်ထားတာပေါ့နော်ဥပမာကျွန်တော်တို့ဒီမှာဆိုခုနပြောတဲ့အတိုင်းပဲဒီတချင်းက A ဒါပေမဲ့ original key က A sharp B flat ပေါ့နော် B flat A sharp ဆိုတော့ကျွန်တော်ကအဲ့ဒါကိုအခြေခံခြင်းတယ်ဆိုတော့ကျွန်တော်ဒီမှာchef နဲ့တွားလိုက်မယ်ပေါ့နော် chef နဲ့တွားလိုက်မယ်ဆိုရင်ကျွန်တော် A chef ကို original key အနေနဲ့ A chef ကိုရွေးလိုက်မယ် okay အဲ့ဆိုကျွန်တော်တို့ key ကA chef original key ကလည်း A chef ရတယ်တချို့က B flat နဲ့ပူရင်းနေတဲ့သူဆိုရင် B flat ပေါ့နော် B flat ဆိုရင်ကျွန်တော်တို့ B flat ကတီးရတော့မခဲ့ဘူးဒါပေမဲ့သူလက်ကဒီ full bar နေရတာရှိရပေါ့နော်ဆိုတော့တချို့က okay ကျွန်တော် B flat ကနေရခဲ့တယ်ပူလွေကိုရတဲ့လောက်ချင်တယ်ဆိုဥပမာဒီမှာဆိုရင် okay ဒါ original key က B flat တိုင်းပဲဒါပေမဲ့ကျွန်တော် electron နဲ့တီးလိုက်မယ်ပေါ့ဆိုရင်ကျွန်တော်တို့ keyboard တနေရာထားလိုက်အောင်ပဲပြီးရင်နောက်တစ်ခုက okay ရတယ်ကျွန်တော် G နဲ့တီးချင်တယ် G နဲ့တီးမယ်သူ့ရဲ့key ကတော့ B flat ပဲဒါပေမဲ့ကျွန်တော် G လက်ကွက်နဲ့အဆိုရင် keyboard 3နေရာထားမယ်ဒါတော့ keyboard နဲ့ players ခုနအတိုင်းပဲပေါ့နော်အဓိကတော့ကျွန်တော်တို့အခြေခံနဲ့ဒီကျွန်တော်တို့အခြေခံနဲ့ကီးကိုပြောင်းလိုက်လို့ရတယ်ပေါ့နော်ဒီကပြီးထားတဲ့အတိုင်းမှာဟုတ်ပဲねကိုယ့်နဲ့ကိုကီးတစ်ခုပေါ်မှာအခြေခံပြီးမှရွှေ့လို့ရတဲ့သဘောပေါ့နော်အဲ့ဟာလေးပါပဲ original key ကအဲ့အတွက်သုံးတယ်ပေါ့နော်အဓိကကတော့ရှင်းမဲ့ထင်ပါတယ်အချင်းချုပ်ဒီဟာပြန်ပြောမယ်ဆိုကျွန်တော်တို့အဓိကတော့ကျွန်တော်တို့ဒီ keyboard နဲ့ players နဲ့ရ keyboard ဆိုရင်ကျွန်တော်တို့ keyboard တနေရာမှာထားရင်ဘာကောရမလဲ players ဆိုတော့ကျွန်တော်ဒီcode နဲ့ဒီချင်းရင် keyboard ပဲနေရာထားရမလဲ code နဲ့ကျွန်တော်ဒီ code နဲ့ဆိုပြီးပြောင်းပြန်ပြင်ရတဲ့အဖြစ်မဲ့ original key ကတော့ကျွန်တော်တို့ပြီးထားတဲ့ key အတိုင်းမဟုတ်ဘဲနဲ့ဒါမှမဟုတ်ကိုယ်နဲ့ကိုနှစ်တဲ့ key ကိုအခြေခံပြီးမှ keyboard နဲ့ keyboard တွေရွေးပြီးမှတီးရတာပေါ့နော်ပြီး accident တော့ခုန chef နဲ့ flag ကိုမင်းချင်းတဲ့ဟာပြောင်းလိုက်အောင်ပဲ okay ဆိုတော့
ဒီ display ထဲမှာတော့တော်တော်များများတော့ကျွန်တော်တို့ရှိပြီးသားမှာတော့အရင်ကတည်းကရှိထားတဲ့ဟာတွေနောက်တစ်ခုကျွန်တော်ထည့်ထားဒီအောက်ဆုံးရဒုတိယဖြစ်တဲ့ label width ပေါ့နော် label width ကကျွန်တော်တို့ဘာကိုပြောတာလဲဆိုရင်ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင် v1 chorus v2 music solo ပေါ့နော်ဒီboard လေးနဲ့ပြန်ထားတယ်ဒီမှာဆို music ကတော့အဆုံးမမီရဘူးပေါ့နော်နည်းနည်းဘာလို့လဲဆိုတော့သူ့နေရာနည်းနည်းကြီးတော့ကျွန်တော်တို့ကဖြတ်ထားသလိုဖြစ်နေပေါ့နော်ဆိုတော့တချို့ဖုန်းအရှိဆိုတော့width ဖုန်းကြီးကိုကိုင်းတဲ့သူတွေဒါမှမဟုတ်စလုံးတီးနဲ့ကြည့်ချင်တဲ့ဟာတွေစွန်တာတွေကအကုန်ပေါ်စီချင်တဲ့သူဆိုကျွန်တော်ဟိုချိန်လို့ရတယ်ပေါ့နော်ဥပမာဒီမှာ display ဆိုရင်ကျွန်တော်က level width ကိုနှိပ်လိုက်မယ်ဆိုရင် okay ဒီမှာဆိုရင်ကျေသွားပြီပေါ့နော်ဒီlevel နဲ့ verse 1 verse 2တို့အဲ့ဒီနေရာနဲ့သူတကယ်ချင်းစားတဲ့နေရာ space ကကျွန်တော်တို့ဒီမှာလာချိန်လိုက်လို့ရတယ်ပေါ့နော်အဓိကရတော့ပဲ okay ဒီမှာဆိုကျွန်တော်တို့ကိုယ်ဝေးအများကြီးဖြစ်သွားပြီပေါ့နော်အဲ့လိုပါမယ်ဆိုတော့ဒီဟာတွေကကျွန်တော်တို့ဥပမာဒါဆိုရင်ကျွန်တော်အလယ်နှိပ်လိုက်မယ်ဆိုရင် default ဖြစ်ပါတော့နော်ခုနဟာတွေနဲ့တူတူပဲဒီမှာဆိုရင်ကျွန်တော်တို့ကာပူတွေ9နေရာတို့ချိန်ရောက်သွားတယ်အခု minus ကိုတစ်ခုချင်းစီမနေချင်ဆိုကျွန်တော်ဒီအလယ်ဟာကိုနှိပ်လိုက်မယ်ဆိုရင်သူ့ရဲ့ကာပူ default ဖြစ်သွားမယ်ပေါ့နော်ခေဒါမှမဟုတ်ဒီ our reset to default ကျတော့ကျွန်တော်တို့ပေါ်ပြင်ထားတဲ့ဟာတွေအားလုံးကို default အနေနဲ့ပြန်ထားလိုက်တာပေါ့နော် okay ဆိုတော့ဒီ display မှာအဲ့ဒါပဲဆိုတော့ parent မှာတော့ကျွန်တော်တို့ထွေထူးပြောစရာမရှိတော့ဒီကတော့ကျွန်တော်တို့ဒီ color ပေါ့နော်ဒီထဲမှာကျွန်တော်တို့ color အရင်တော့ဟာ light ရယ် dark ရယ်ပဲရှိရပေါ့နော်ဒီနှစ်ခုရရှိတယ်ဒါပေမဲ့ကျွန်တော်ကကိုကြိုက်တဲ့ color ထည့်ချင်တဲ့သူတွေအတွက်ပြောင်းလုပ်ရအောင်ပေါ့နော်ဆိုတော့ဒီမှာတချို့တွေကတော့ကျွန်တော်တို့ဒီ preset ပြီးထားတဲ့ဟာတွေရှိရပေါ့နော်ဒါတွေရတယ်ကိုနေတည်ရင်ပြောင်းလိုက်လို့ရတယ်အဲ့လိုမဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ကကိုတခုချင်းစီပါလိုက်ချိန်လိုက်လို့ရတယ်ပေါ့နော်ကျွန်တော်ဒီလိုမျိုး detail background ကဘာထားမလဲဒီ text ကဘာထားမလဲ accent မျိုး key ကိုဘာထားမလဲဆိုတဲ့ဟာတွေဒီမှာတခုချင်းစီရွေးလို့ရတယ် color စိတ်ကြိုက်ရွေးတာပေါ့နော်ဒီမှာတခုရှိတာကျွန်တော်တို့ဒီ color okay ဒီမှာဆိုရင်ဒီလိုရောက်ပြီးတော့ဒီ color ကိုကျွန်တော်တို့ဒီတချင်းရမျက်နှာပြင်မှာပြောင်းပြီးမယ်ကျွန်တော်အပြင်မှာလည်းဒီ color အတိုင်းဖြစ်သွားတယ်ပေါ့နော်သူကတပုံစံလေးပဲအဲ့ဟာလေးတခုတော့ရှိမယ် okay ပြီးတော့ကျွန်တော်တို့ဒီအောက်မှာရှိတဲ့show watermark ဆိုတဲ့ဟာလေးရှိတယ်ကျွန်တော် color default အနေနဲ့ခဏထားလိုက်မယ်နော် like အနေနဲ့ okay ကျွန်တော်တို့ဒီ watermark ကဘာလဲဆိုတော့ဒီဟာလေးပေါ့နော် okay ဒီဟာလေးကျွန်တော်ဒီ watermark ကတော့ကျွန်တော်ကိုယ့်ဟာနဲ့ကိုကြိုက်တဲ့ logo လေးထည့်ရတယ်ဟာအဲ့မှာကျွန်တော်တို့ဒီမှာဓာတ်ပုံရွေးလေးလို့ရတယ်ပေါ့နော်ဓာတ်ပုံရွေးမျိုးကိုကြိုက်တဲ့ဟာထည့်လိုက်လို့ရတယ်ဓာတ်ပုံမရုပ်ဆိုတော့ကျွန်တော်ဒီ default ဒီ dancing application ရဲ့ logo လေးကိုပေါ်နေတယ်ပဲပေါ့နော်အဲ့မှာကျွန်တော်တို့ဒီမှာ position ဘယ်မှာထားမလဲပေါ်ဘက်ဘယ်ဘက်တောက်မှာလားအလေမှာလားညာဘက်မှာလားပေါ့နော်ပြီးရင်လည်းမဟုတ်အလေတိတ်မှာလားဆိုရရရှိမယ်ဒါတော့လို့ဆိုတော့ကျွန်တော်တို့ဓာတ်ပုံပဲအဓိကရတယ်ပေါ့နော် position ချိန်မယ်ပြီးရင်ဒါကတော့ကျွန်တော်တို့ site ကိုချိန်ရပါတော့အကြီးထားမလားတီးလေးပဲထားမလားပေါ့နော်ပြီးနောက်တစ်ခုကျွန်တော်တို့ဒီရွှေ့ရဟာပေါ့နော်ဟိုမှာခုဓာတ်ပုံကိုဘယ်လောက် degree မှာထားချင်တာလဲဆိုတဲ့ဟာပါမယ်ပြီးနောက်တစ်ခုကျွန်တော်တို့ဒီဘယ်လောက်မိန်လေးထားချင်တာလဲဒါမှမဟုတ်တောက်လေးထားချင်တာလားဆိုတဲ့ဟာလေးပေါ့နော်အဲ့ဟာလေးရှိမယ်ပြီးရင်ဒီ display မှာရှိတဲ့ဟာတွေကကျွန်တော်တို့ download ဆိုတဲ့အခါမှာအလုံးပါတယ်ပေါ့နော်ဥပမာကျွန်တော်တို့ဒီ color ထားလိုက်မယ်ပြီးရင်site နည်းနည်းကြီးလိုက်မယ် okay ဒါတွေဆိုကျွန်တော်တို့ download ဆွဲတဲ့အခါမှာတခါလေးပါလာမှာပေါ့နော်ဆိုတော့ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင် okay ဒီမှာခုနဟိုမှာပြထားတဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာအလုံးလာပါတယ်ပေါ့နော်ခုန code တွေဆိုလည်းဥပမာဒီကcode တွေချိန်မယ်ကိုက okay original key ကိုကျွန်တော်ကa sharp ထားလိုက်မယ် a sharp ပြီးရင်ကျွန်တော်က a နဲ့တီးချင်တယ်ဆိုရင် capo 1 okay ဒီမှာဆိုရင် key ရဲ့ original key ရဲ့ a sharp capo 1ကျွန်တော်တို့ဒါကိုလည်းကျွန်တော်တို့ download ဆွဲတဲ့အခါမှာပါသွားရမှာပေါ့နော် download ထပ်ဆွဲလိုက်မယ်ပြီးရင် okay ဒီမှာဆိုရင် key ရဲ့ original key ရဲ့ a sharp capo တနေရာခုန logo တွေလည်းအပြီးဆုံးပါလာတယ်ပေါ့နော်အဲ့ရလေးတစ်ခုရှိမယ် download ဒီ image download ကြတော့ကျွန်တော်တို့ premium feature တွေပေါ့နော် premium subscribe လုပ်ထားတဲ့သူတွေပဲရမယ် okay အဲ့ဒါတော့ကျွန်တော်ဒီ sound detail မှာကျွန်တော်ဒီတချင်းမျက်နှာပြင်မှာထည့်ထားတဲ့ feature အသစ်လေးတွေပေါ့နော်ကျွန်တော် reset ချိုးနေလိုက်မယ်နောက်တစ်ခုအနေနဲ့ကျွန်တော်ဗာလဲဆိုတော့ရေးကြည့်တာကျွန်တော်လက်ခက်ပေါ့နော်
ဥပမာဒီတချင်းကိုဘာလက်ခနဲ့တီးရမလဲဆိုရဟာအဲ့ရခဏမြည်လေးခံရတယ်ဆိုတော့ကျွန်တော်တို့အဲ့ဟာကိုဒီတန်အခုအတိထည့်ထားရဲ့လှုပ်ဆောင်ချက်အနေနဲ့ကျွန်တော်တို့ကဘာထည့်ထားလဲဆိုတော့လက်ခတွေထည့်လို့ရမယ်ဒါပေမဲ့ပြဿနာကျွန်တော်တို့ဒီမှာတချင်းကကျွန်တော်တို့မှာတချင်းကအများကြီးရှိရပေါ့နော်အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့မှာအချိန်ကအလုံးအလုံးမရှိဘူးအလုံးအလုံးမရှိတော့ပြဿနာပါလဲဆိုတော့ကျွန်တော်တို့ဖက် admin ဖက်ကနေနဲ့တချင်းနိုင်ကိုလက်ခကိုကျွန်တော်တို့ကမထည့်နိုင်သေးဘူးပေါ့နော်ပြချင်းတော့ထည့်လာဖူးရှိတဲ့အတိုင်းပဲလို့ဆရာကျွန်တော်တို့အစုံမထည့်နိုင်သေးဘူးအစုံမထည့်နိုင်သေးတော့ဘာလို့ရအောင်လုပ်ပေးထားလဲဆိုတော့ကိုပါကိုထည့်ခြင်းတဲ့သူတွေအနေနဲ့ထည့်လို့ရအောင်ကျွန်တော်တို့ကလုပ်ပေးထားတယ်ပေါ့နော်ဆိုတော့ဒီ logo ခဏပေးထားလိုက်မယ် okay ဆိုတော့ဒီမှာဆိုရင်ထားလိုက် okay ဒါဆိုရင်ကျွန်တော်တို့ထည့်ထားအမြင်ဖက်ကထည့်ထားတဲ့ဟာမရှိဘူးပေါ့နော်ဒါပေမဲ့ကိုရဲ့မဆူအနေနဲ့ဒါမှမဟုတ်ကိုလေ့လာထားတာတွေနဲ့ကိုကထည့်ခြင်းတယ်ဒီမှာ style တစ်ခုလက်ခတ်တစ်ခုထည့်ခြင်းတယ်ပေါ့နော်အဲ့လိုဆိုကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ဒီ plus လေးမှာရှိတယ် strumming pattern ဆိုရလေးရှိပါတော့ကျွန်တော်အဲ့ဒါနှိမ့်လိုက်မယ်ဆိုရင်ဒီမှာ pattern တွေ system ဖက်ကကျွန်တော်တို့ထည့်ထားပြီးသား pattern တွေတချို့ရှိရပါတော့ဒီမှာဆိုရင် disco တို့ကျွန်တော်တို့chaတို့ပေါ့နော်အဲ့ဒါတွေရှိမယ် country တို့ rock တို့အဲ့ဒါတွေရှိမယ်အဲ့ဒါတွေရွေးလိုက်လို့ရတယ်ဆိုတော့ဒီမှာဆိုရင် okay ကျွန်တော်တို့ဒါဆိုရင်slow google ထားလိုက်မယ်ပေါ့နော် slow google basic ကိုကျွန်တော်ရွေးလိုက်မယ် save လုပ်လိုက်မယ်ဆိုရင်ဒီမှာ slow google pattern လက်ခတ်လေးပေါ့နော်ဒါအဲ့ဒါလေးပေါ်လာမယ်ဒါကျွန်တော်တို့ဒီမှာ show high လုပ်လို့ရတယ် okay ဒါကကျွန်တော်တို့ကိုကဒီတချင်းတို့တောင်ရွေးထားရဲဆိုရင်ဒါ auto save ပြီးတယ်ပေါ့နော် auto save လေဆိုတော့ကျွန်တော်တို့တစ်ခါရွေးပြီးတာနဲ့ပြန်လာတယ်ဆိုရင်ဒါရှိကိုရွေးထားတဲ့အတိုင်းဖြစ်နေလေပဲပေါ့နော်ဒါပေမဲ့ဒီမှာတော့တခုတတိထားရမှာကဘာလဲဆိုတော့တချင်းတိုင်းမှာကျွန်တော်တို့တွားထည့်လိုက်လို့ရတယ်ဟာကိုကလည်းကိုမတ်စုလိုမျိုးပေါ့နော် note လိုမျိုးကိုထည့်လိုက်လို့ရတယ်ဒါပေမဲ့ကိုက premium subscriber မဟုတ်ဘူးဆိုရင်သူကserver ဖက်မှာ cloud မှာတိမ်မပြီးဘူးပေါ့နော်တိမ်မပြီးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဖုန်းapplication uninstall လုပ်တာတို့ဖုန်းအသစ်ပြောင်းလိုက်တာတို့အဲ့လိုဟာမျိုးဆိုရင်ကျွန်တော်တို့ဒီလိုမျိုးကို customize လုပ်ထားတဲ့ဟာတွေပေါ့နော်ဒီလိုမျိုး pattern ထည့်ထားတာတို့ခုနကာပူတွေချိန်ထားတာတို့ဆိုရင်ကျွန်တော်တို့ကပျောက်သွားလိမ့်မယ်ကိုဖုန်း application uninstall လုပ်တာတို့ဖုန်းပြောင်းသွားတဲ့ချိန်မှာကျွန်တော်တို့အဲ့ဒါတွေအားလုံးကပျောက်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ premium subscribe လုပ်ထားတဲ့သူတွေတော့ကိုထည့်ထားတဲ့ဘေဟာမှာဆိုတချင်းတစ်ခုချင်းစီကိုကျွန်တော်တို့server ဖက်မှာတင်ထားတယ်ပေါ့နော်တင်ပြီးတော့သူကဘာလုပ်လို့ရလဲဆိုတော့ application uninstall လုပ်ပြီးရင်လည်းသူ့ data တွေကတော့ရှိနေပဲပေါ့နော်ဒါလေးကnote တွေလုတ်တက်တဲ့သူတွေအတွက်တတိထားရမှာပေါ့နော်ကိုက subscribe premium user မဟုတ်ဘူးဆိုရင်တော့ချာကိုကဒီတချင်းတော်များများရဲ့လို့မဆိုးတွေထည့်ထားတဲ့pattern တွေထည့်ထားပြီးမှအားလုံးပြုတ်ကုန်ပါဆိုလို့ပေါ့နော်အဲ့ဒါလေးတော့ပြောထားခြင်းတယ်ပေါ့နော် okay ဆိုတော့ဒီမှာဆိုကျွန်တော် slow google basic pattern ကိုထည့်ထားတယ်ပြီးနောက်တစ်ခု okay ဒါပေမဲ့ဒီတချင်းတစ်ခုလေးမှာပဲ pattern နှမျိုးသုံးခုဖြစ်နိုင်တယ်ဆိုတဲ့ဟာတွေကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့နှမျိုးသုံးမျိုးထည့်လို့ရတယ်ပေါ့နော်ခုနတူတူပဲ strumming pattern မှာကျွန်တော်တို့ထည့်ထားပြီးသား slow google okay ဒါမှမဟုတ်ကျွန်တော် slow rock ထည့်လိုက်မယ် okay ဒီမှာဆိုရင်ဒီမှာ slow rock ဆိုတဲ့ဟာလေးနှမျိုးသုံးခုလည်းထည့်နိုင်တယ် okay အဲ့ဒါလေးတိမဟုတ်ဘူးကျွန်တော်တို့ဒီမှာကျွန်တော်တို့ပြတ်ထားတဲ့ဟာတွေမှာကျွန်တော်လူချင်းတဲ့လက်ခတ်မရှိဘူးဖြစ်နေတယ်ပေါ့နော်အဲ့လိုဆိုရင်လည်းကျွန်တော်တို့ဘာလို့ရလဲဆိုတော့ကျွန်တော်တို့ကိုလက်ခတ်ကိုဖန်တီးလိုက်လို့ရတယ်ပေါ့နော် okay ဆိုတော့ဖန်တီးခြင်းတဲ့တူတွေအနေနဲ့ကျွန်တော်ဒီ profile ကိုတွားလိုက်မယ်ဒီမှာ code library အောက်မှာ guitar pattern ဆိုတဲ့ဟာရှိရပေါ့နော်အဲ့ဟာကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒါက system မှာထည့်ထားပြီးသားဟာတွေပေါ့နော်ခုန cha တို့ country ဆိုရင်တော့ style ဆိုင်ရှိမယ်ပေါ့နော်ဒီမှာဆိုရင် boom check ရဲ့ alternative bass ဆိုတဲ့ဟာလိုမျိုးခုန slow go ဆိုရင်လည်း style မျိုးရှိမယ် basic ရဲ့မျိုးလိုတဲ့ဟာလေးပေါ့နော် okay ဒီထဲမှာကိုလိုချင်တဲ့မရှိဘူးကိုကလည်းကိုလက်ခတိတာမှမဟုတ်ဖန်တီးချင်တယ်ဆိုရင်ကျွန်တော်တို့ဒီအပေါ်တောင်လေးမှာဒီဟာလေးဆိုရင်ကျွန်တော်တို့ကိုဖန်တီးထားရပါဘောเนาะဒါတခြားလူတွေမမေ့ရဘူးဒါကိုယ်တိုင်ဖန်တီးထားရပဲဒါဆိုရင်ကျွန်တော်ကGoogle ဆိုပြီးမှ style တခုကျွန်တော်ကိုဘကဖန်တီးထားရရှိရပေါ့နော် okay ဒါမှမဟုတ်အဲ့ဒါမှကျွန်တော်တို့ okay အတိတ်တခုပါနေမယ်ဆိုရင်ဒီ plus ကိုနှိမ့်လိုက်ရမယ် plus နှိမ့်မယ် okay ဆိုကြပါစို့pop rock မှာကျွန်တော်တို့က
ခုနပြောသလိုပဲဒီမှာ style တစ်ခုပေါ့နော် style name ထားလိုက်ကျွန်တော် style 1ပဲထားလိုက်မယ်ဒါပေမဲ့ကိုကနောက်ထပ် style ဒီ pop rock ကောက်မှာပုံစံ2မျိုး3မျိုးထည့်လိုက်လို့ရတယ်ပေါ့နော်ဒီမှာဆို style 2နာမည်ကတော့ကိုကြိုက်တာပြီးလို့ရတယ် okay အဲ့မှာ style 3ကြိုက်တဲ့လောက်ထည့်လို့ရတယ်ပေါ့နော်ဒီ pop rock ဆိုတဲ့ pattern အောက်မှာခုကျွန်တော်ကတော့တစ်ခုပဲထားခြင်းပဲပေါ့နော် okay ဒါဆိုကျွန်တော် style 1ဒါ pick ကတော့ကျွန်တော်တို့16 note ဒီ1 year နဲ့2 year နဲ့ပေါ့နော်ဒီ beat တစ်ခုမှာဘာတစ်ခုဟုတ်တယ် beat တစ်ခုမှာကျွန်တော်တို့4 note နဲ့တွားတာပေါ့ဒီမှာဆို1 year နဲ့2 year နဲ့ဆိုရတာဒါတော့ကျွန်တော်တို့ guitar theory လေ့လာဖို့ရတူတီးလိုက်ပဲပေါ့နော်ဆိုတော့အားလုံးကိုဖြည့်ရမလို့ကို4 bar ဒီမှာဆိုရင် beat က4 unit ကလည်း4 subdivided ကလည်း4ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကကိုpitch ရှိတဲ့နေရာလေးကိုမှဒီမှာဆိုရင်ကျွန်တော်က okay ပထမဦးဆုံးဟာကို tap လိုက်ပဲပေါ့နော်ပထမဦးဆုံးဟာကျွန်တော် tap လိုက်မယ်ဆိုရင် okay ဒီမှာမှာဆိုရင် down လား up လား half down half up half down half up ပေါ့နော်ဒီမှာအပေါ်အောက်ဒီအပေါ်3ကျူလားအောက်3ကျူလားဒါမှမဟုတ်ဒီ x ဆိုရင်ကျွန်တော် mute ပေါ့နော်ဒါဆိုတော့ပပလေးဖြည့်တဲ့သဘောမျိုး okay ဒီမှာဆိုကျွန်တော်ပထမတစ်ခုကိုကျွန်တော် down ထားလိုက်မယ်ပြီးရင်ဒီ2လည်းပေါ့နော်ကျွန်တော်ကdown ထားလိုက်မယ်ဒါမှမဟုတ်3မှာကျွန်တော်ကmute ထားလိုက်မယ်ပေါ့နော် okay ဆိုတော့4မှာကျွန်တော်ကhalf ထားလိုက်မယ်ပေါ့နော် okay ဆိုကြပါစို့ကျွန်တော်ဒီလိုမျိုးကျွန်တော်တို့ save လုပ်လိုက်မယ်ဆိုရင် okay ဒီမှာဆိုရင် down အမျိုးအပေါ်ဟာလေးပေါ့နော်ဒါနမူနာတဲ့ဘာမှ pop rock နဲ့ဘာမှမဆိုင်ကိုကြိုက်တယ်လို့မျိုးကိုဒါကိုပြင်လို့ရတဲ့ဟာကိုပြချင်တာပေါ့ဒီမှာဆိုရင် 1n okay 1n မှာကျွန်တော်တို့ okay ဒီလိုမျိုးလေး okay ဆိုတော့အခုကျွန်တော်ထည့်ထားတာdown မျိုး half ပေါ့နော် okay ဆိုတော့ဒီမှာ pop rock ဒီဟာကိုကျွန်တော်တို့ခုနတချင်းမှာတော့ပြီးအသုံးပြုကြည့်ရအောင်ဆိုတော့ဒါကိုသွားမယ်ဒီနေရာမှာ slow ကို okay ထားလိုက်ကျွန်တော်ရအောင်ပြန်ဖြုတ်မယ်ကူထည့်ထားတဲ့ဟာလေးကိုရွေးလိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာခုန default အနေနဲ့လူတိုင်းမြင်ရတဲ့ဟာပေါ့နော် system မှာနေထားပြီးဟာခုနကူထည့်ထားတဲ့ဟာဘယ်မှာ share လုပ်ရလဲဆိုတော့ဒီအောက်နားလေးမှာကျွန်တော်တို့profile icon လေး share ပါနော်ဆိုတော့အဲ့ဟာနှိပ်လိုက်မယ်ဆိုရင်ဒီမှာဆိုရင်ခုနကျွန်တော် create ထားတဲ့ Google ကျွန်တော်ရင်ကြရခဲ့ထားပြီးသား Google ရှိတယ် pop rock style 1ရှိတယ်ပေါ့နော်ဆိုတော့နှိပ်လိုက်အောင်ပဲပြီးရင် save link လေးပဲဆိုရင်ခုနကျွန်တော် create ထားတဲ့ down mute ဆိုတဲ့ဟာလေးရှိပဲပေါ့နော် okay ဒီလိုလေးပေါ်လာမယ်အဲ့ဟာမှာကျွန်တော်တို့အဆုံကျွန်တော်တို့ခုန create ထားတဲ့ဟာဒီမှာလာသုံးလို့ရတော့ပေါ့နော်ဒီမှာပဲပေါ့ကျွန်တော်တို့တခြားသချင်းတစ်ခုခုမှာပေါ့နော်မှာလဲကျွန်တော်တို့စိုက်ရတဲ့ဟာခုနဟာလာသုံးလိုက်လို့ရတယ်တာနှိပ်မယ် pop rock save မယ်တူပဲခုနကို create ထားတဲ့ဟာပဲဒီသချင်းတစ်ခုထဲတော့မဟုတ်ဘူးကိုသုံးချင်တဲ့နေရာမှာသုံးလိုက်လို့ရတယ် liquid ဖြစ်သွားတယ်ပေါ့နော်ခေဒါတော့ခုန page ကိုပြန်သွားတာဆိုတော့ okay ကျွန်တော်တို့အချင်းပြန်ချုံမယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့ပြောတဲ့ဟာအနေနဲ့ဟာအဓိကချက်ကတော့အဓိက feature တော့နှစ်ခုရှိတယ်ကျွန်တော်ကာပူချိန်တဲ့ဟာရဲ့ကျွန်တော်တို့ strumming လက်ခတ်ကိုထည့်ရတာပေါ့နော်ကျန်တဲ့ဟာတွေကတော့ဒီ improvement နည်းနည်းပါပဲ okay ဆိုတော့ကျွန်တော်တို့ဒီကာပူမှာဆိုခုနပြောသလိုပဲ key ကိုအဆင်ပြေတဲ့original key ချိန်လို့ရမယ် original key ကိုအခြေခံပြီးမှကိုကြိုက်တဲ့ chord ကိုကင်ပြီးမှကာပူဘယ်နေရာထားမလဲဆိုတာရွေးလို့ရမယ်ဟာရှိမယ်ပေါ့နော်ပြီးတော့တခုကကိုလက်ခတ်ကိုsystem ထဲမှာမပြီးထားတဲ့ဟာလေကိုအနေကိုစိုက်သလိုဖန်တီးလို့ရတယ်ဆိုတော့ download မှာဆိုရင်ဒီ pattern မှာပေါ်လာမှာပေါ့နော်ဟိုမှာဒီမှာဆို download ဆွဲကြည့်မယ်ဆိုရင်ခုန pattern လေးဆိုဒီမှာပါလာတယ်ပေါ့နော်ကျွန်တော် download မှာတခါတယ်โอเคဒါပါပဲ